ဘာတော့မေးရဲ့တကူဆိုအာပြင်းနဲ့ခေါ်ဖို့ကြီးပဲခုလည်းဘာခိုင်းမလို့လဲလာပြီဘာမှမသိဘူးဘာလဲမေးရဲ့ဘာလဲ ဘာလဲမနေနဲ့ဒီမှာနင်စားလို့ကုန်ကုန်ပြီ ဟာမေးကလည်းချက်တော့လေကြောင်စာလောက်ပဲချက်ပြီးသမီးလာပြောနေရဲ့ ဘာကြောင်စားလဲတညနေစားတော့လဲပါတယ် ဟာမေးရဲ့ကုံနာတွေ့တော့လေပြန်ချက်လိုက်ပါလား ပြောလို့တာလို့လေညှိချက်ကြည့်လေတနေ့အလှကြီးလေတိတော့ဆိုလိုက်နေနေဦးတော့လည်းမဒါပဲရှိလား အာနောက်ညီးညာပဲဒီညနေတော့သမီးတာဝင်ယူရဲသမီးချက်မယ်ဟုတ်ပြီလား အမလေးဝမ်းတာတယ်ငါမချောခင်ညှိချက်တာစားဖူးတာပါအေးရော့ပေးလိုက်တော့9000နဲ့အမကြီးကြက်အသားမယူအယိုးကြီးပဲ900ဖို့လားအခုပဲကလာဘယ်လောက်လဲ ပဲကလာ900မေညစားစားလို့ရပြီရှင် ဒီလိုချက်လို့လေငါသမီးဘေးဆိုးလို့လေ ဒီအမေသမီးပါနော်မချက်ချင်လို့ချက်လိုက်ကြည့်ပါလားအခုတော့အမေရှာလေသွားစီရမယ်စားကြည့်ဟောဒီဟာပဲကလာဟင်းရလေခဏကိုမှလိုအပ်နေတဲ့အာဟာရတွေအများကြီးပါဝင်နေပြီးတော့ရင်လေလွယ်လွယ်ကူကူနဲ့ချက်ပြုတ်လို့ရရလေစားရတဲ့အခါမှာလည်းအရသာရှိတယ်ဆိုတော့အမေစားလို့ကောင်းဘူးလားလို့ အမလေးဒီလောက်စားလို့မင်းငါဒီနေ့အစပြင်ကသမီးပဲချက်လိုက်တော့ ရှယ် Sana pag-utisan ka di